ဒီမှာဆိုရင်ဒီပင်လေးပါမယ်ပေါ့နော်ဒီမှာဆိုရင်အပေါက်လေးပါမယ်နော်ဒီမှာပေါက်လေးပါမယ်အဲ့အပေါက်လေးတော့ဒီဘက်အတန်ရှိတဲ့ဘက်ကနေလှမ်းပြီးတော့အရင်ဆုံးထောက်ရမယ်နော်ထောက်ပြီးမှဒီခလုတ်ကဒီပေါက်လေးကိုလှမ်းထောက်ပြီးတော့အုပ်မယ်နော်အဲ့တော့ကျွန်တော်ဒီကောင်ကြီးကိုအပေါ်ကခါးရဲ့အဖုံကြီးကိုမတက်သေးဘူးနော်ကျွန်တော်စမ်းပြမယ်နော်ဒီတိုင်းလေးအုပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကကွာနေတာတွေ့ရမယ်နော်ဒီမှာ connection မရှိသေးဘူးနော်အဲ့ရလေးကိုကျွန်တော်ဒီပေါ်ကနေပြီးတော့လှည့်လိုက်မယ်နော်လှည့်လိုက်လို့ရှိရင်အဲ့မှာထိသွားတာတွေ့ရလိမ့်မယ်နော်ပြန်ကွာမယ်လှည့်လိုက်လို့ရှိရင်ထိသွားမယ်အဲ့ဒီသဘောလေးလုံးတာနော်တကယ်လို့ဒီတိုင်းချိန်လို့ကတော့မရဘူးပြနော်အပေါ်ကဒီကောင်လေးနဲ့အဖုံးလေးတက်ပြီးတော့ချိန်မှမယ်ဆင်ပြီးမယ်ချိန်လို့ရှိရင်ဒီဒါကကျွန်တော်ခလုတ်လုပ်တဲ့သဘောတရားလေးကိုပဲပြောပြတာဖြစ်ပါတယ်လှည့်လိုက်ပြီဆိုရင်ခလုတ်လှည့်လိုက်တဲ့အခါမှာကျွန်တော်တို့အပေါ်ကပင်လေးအောက်ဖိတဲ့သဘောတရားလေးကိုပဲသိသိချင်တာပါဒါဆိုရင်ပြန်ကွာသွားပြီနော်လှည့်လိုက်မယ်ဆိုရင်ကတ်သွားလိုက်โอเคဟုတ်ပြီနော်ကျွန်တော်တို့ဒါပိတ်တယ်ဒီနေသားက number 1ဆိုလို့ရှိရင်ဒါခလုတ်ထိဖို့လိုအပ်တယ်ထဲထဲ connection လေးတစ်ခုကမိသွားမယ် number 1ဆိုလို့ရှိရင်တကယ်လို့မမိသေးဘူးဆိုလို့ရှိရင်ရတယ်ကျွန်တော်တို့ဒီမှာနော်ဒီကောင်အတိုး short လေးပါဒီကောင်လေးကိုအပေါ်ကနေလှည့်ပေးလိုက်လို့ရှိရင်ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီအဖုံးလေးတွေကိုပြန်တက်ပြီးတော့ကျိုးလေးတွေကိုဆင်ကြည့်လို့ရပြီအဲ့တော့အဖုံးလေးတွေဖုံးလိုက်မယ်ဒါကခုနကပြောခဲ့သလိုပဲဒီအတန်အရှည်လေးကပင်ရဲ့အတန်အရှည်လေးကကျွန်တော်တို့ဒီမှာ control လှည့်မဲ့အပေါက်လေးတွေကိုထိုးမယ်ထိုးပြီးတဲ့ခါကျရင်ဒီမှာအောက်ကအပေါက်လေးတွေကိုလှမ်းထောက်လိုက်မှာပေါ့နော်နော်အဲ့ဒါပြီးတော့ခါကျလို့ရှိရင်ဒီကနောက်ကဖင်ရပါတော့ဒီကောင်လေးလည်းပေါက်လေးပါဒီကောင်လေးတွေတိတိကျကျလေးတန်းအောင်ထည့်လိုက်လို့ရှိရင်ရပြီနော်ဒီကောင်ကကွန်ရဲ့ဓာတ်တိုင်းကိုနော်ဒီကောင်ကလည်းကွန်ရဲ့ဓာတ်တိုင်းကိုဒီကောင်လည်းကွန်ရဲ့ဓာတ်တိုင်းကိုဒါပေမဲ့ခလုတ်လုံးမှာကကျွန်တော်တို့ဒီကောင်နဲ့ connection ရှိမှာနော်အတွင်းထဲကခလုတ်လုပ်ပြီးဆိုတာနဲ့ဒီဘက်က connection ဒီဘက်က connection ဒီကိုရောက်မှာနော်အဲ့တော့ဒီကိုဓာတ်တိုင်းမ join ဘူးကျွန်တော်တို့ဒီဘက်ကို join မှာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ဒီကွန်ရဲ့တစ်ဖက်ကငုတ်ဒီကောင်ကလည်းကွန်ရဲ့တစ်ဖက်ကငုတ်ကျွန်တော်တို့ဖွင့်ကြည့်ထားရနော်အဲ့တော့ဒီငုတ်မှာက AC ဝင်တစားကို join မယ်ဒီဘက်မှာလည်းမီဒီယာပါဝါမီတစား join မယ်ပြီးကြတော့အဝင်ဘက်ဒီကောင်ကိုကျွန်တော်တို့ဘာပဲ join ရတယ်ပါဝါကျိုးပဲဖြစ်ဖြစ် neutral ကျိုးပဲဖြစ်ဖြစ်ရတယ်ကြိုက်တဲ့ကောင်ကို join လိုက်မီဒီယာတစားကိုလည်း AC ဓာတ်တိုင်းဝင်မဲ့တစ်ဖက်မှာ join လိုက်မယ်ဒီမှာဆိုရင်တော့မီဒီတစားကိုလည်းမ join ရသေးဘူး AC ချန်တဲ့တစားကိုလည်းမ join ရသေးဘူးเนาะဒါဆိုရင်ရသွားပြီခလုတ်လုတ်တဲ့နေသားမှာ number 1ဖုန်းလိုက်စ number 1စဖုန်းပြီဆိုတဲ့အခါမှာဆိုရင်ဒီမှာဒီ coin ကိုသွားပြီးတော့ connection သွားရှိလိမ့်မယ်เนาะဒီ AC ဝင်ကဒီဘက်ကိုသွားပြီးတော့ connection ရောက်သွားလိမ့်မယ်အဲ့ဒီအချိန်မှာမီးရလင်းရမှာဆိုတော့အဲ့ဘက်ကိုအဲ့အလဲကောင်ကိုမီဒီလေးတက်ပေးလိုက်ရင်အဆင်ပြေသွားပြီเนาะအဲ့တော့မီဒီလေးရောတက်လိုက်တော့မယ်เนาะဒီမှာဆိုရင်ကျိုးစင်ပြီးသွားပြီအဲ့ဆိုရင်တော့ကျိုးစင်တဲ့သဘောတရားလေးကိုတော့နားလဲသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်เนาะအဲ့တော့ဒီနောက်ဖုန်းလေးပြန်ဖုံးပြီးတော့ကျွန်တော်တို့ setting ချိန်တဲ့နည်းလေးကိုထပ်ပြီးတော့ရှင်းပြပေးမယ် setting ချိန်တဲ့အခါမှာဆိုရင်ခုနကပြောခဲ့သလိုပဲဒီမှာကျွန်တော်တို့ဒါဆိုရင်3ညဆိုရင်ပိတ်ထားရပါတော့3ညဆိုရင်ပိတ်ထားတယ်ဒီဘက်မှာလှည့်လိုက်လို့ number 1ဆိုလို့ရှိရင်ခလုတ်ကစပြီးတော့ပွန့်ရမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့အပြင်ကနေပဲချိန်လိုက်တော့မယ်เนาะပြင်ကနေဘယ်လိုချိန်မလဲဆိုရင်ကျွန်တော်တို့ AC ON နှစ်ဆပေါ့เนาะဒီ AC plug ကျိုးကနှစ်ဆကိုကျွန်တော်တို့ထိထားလိုက်မယ်ဒါမျိုးလေးပေါ့နော်ရတယ်လက်နဲ့ကင်ထားလိုက်ရကျွန်တော်တို့အပေါက်ပါလို့ပေါက်လေးထဲမှာ join ပြီးတော့ထိထားလိုက်တယ်အဲ့လိုမျိုးအနေထားမှာကျွန်တော်တို့စပြီးတော့ဒီဘက်ပေါ့နော်ဒီကောင်လှည့်ကြည့်လို့ရပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ခလုတ်ပွန့်သွားပြီနော်အုံတံမိုးတွေတက်လာပြီဆိုရင်ဒါခလုတ်ပွန့်သွားပြီနော်ဒီမှာဆိုရင်ပိတ်မယ်ဒီမှာဆိုရင်ကျွန်တော်လှည့်မယ်ခလုတ်ကိုလှည့်မယ်ဒီမှာဆိုပွန့်သွားတယ်အဲ့မှာဒီနေသားမှာစပွန့်တာဆိုဒီနေသားကကျွန်တော်တို့ number 1ဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့ပွန့်ရင်အနေသားလေးကိုယူမယ်ဒီမှာဆိုရင်ကလုတ်လွတ်သွားပြီဒီမှာဆိုရင်တက်လာဒီနေသားက number ဘယ်လောက်တော့ number 2မှာဖြစ်နေနော်ဒီမှာပါကျွန်တော် number 2မှာရောက်နေတယ်ပေါ့နော်ဒါနည်းနည်းလေးပိုးလှည့်ရတဲ့အနေသားထဲမှာပါတယ်ကိစ္စတော့မရှိဘူးနော်ဒါပေမဲ့တော့ setting ချိန်တဲ့သဘောတရားလေးကိုပြချင်လို့တော့ချိန်လိုက်မယ်နော်ဒီမှာဆို number 1မှာဆိုပိတ်နေပြီနော်ခလုတ်က number 2မှာnumber 2ရောက်တာနဲ့ပွန့်အဲ့ဒါဟုတ်ပြီခုနကပြောသလိုပဲကျွန်တော်တို့ဒီမှာပါတဲ့တိုးနက်လေးကိုလှည့်ပြီးတော့ချိန်လိုက်မယ်နော်ဒီကောင်ကို number 1မှာထားမယ်ငါလိုပဲဒီမိဘူးကပလက်ကျိုးရဲ့မိဘူးကပလက်ကျိုးမှာမီတာပရော့တဲ့နှစ်ခုနဲ့ချိတ်ဆက်ထားမယ်
ဒါဆိုရင်စအလုပ်ပြီနော်ဒီမှာဆိုရင်မကြည့်သေးဘူးကျွန်တော်တို့ထိအောင်ထိလဲဒါဆိုစပွန်းနည်းနည်းလေးကိုကပို့ထားလိုက်ရနော်အဲ့ဒါတော့မိတ်ဆွေတို့စိတ်ကြိုက်ထားလို့ရတယ်အဲ့ဒါလေးကကျွန်တော်ဒီမှာဆိုရင်ဒါနံပါတ်1ပြန်ပိတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ပိတ်သွားပြီနော်ကိုကနံပါတ်1ကိုစလက်တာကိုနံပါတ်1မှာထားမယ်ထားပြီးတော့ကျွန်တော်တို့အဖို့နဲ့ကွက်တိကြအောင်ချိန်မယ်ဟုတ်ပြီဒီမှာစပွန်းပြီအဲ့ဒါဆိုရင်ရပြီနော်โอเคအဲ့တော့ဒါလေးကိုဖြုတ်လိုက်တော့ဖြုတ်ပြီးတော့ဒီမှာကျွန်တော်တို့0ကိုပြန်လှည့်ကြည့်လိုက်မယ်နော်ဒါဆိုရင်ပိတ်သွားပြီ1ပြန်ပြီးတော့ချိန်မယ်ဒါဆိုစပွန်းပြီဒါဆိုရင်ကျွန်တော်တို့ဒီမီးဘူး control setting ချိန်တာလေးကိုနားလဲသဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးထဲမှာကတော့ဒီလျှက်စစ်မီးဘူးဂျိုးတက်စင်ပုံတက်စင်နည်းနဲ့သူ့ရဲ့လှုပ်လှုပ်ပုံသဘောတရားအပူ control setting ချိန်တဲ့နည်းလေးကိုဆွေးနွေးရှင်းပြပေးခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတုဒတစုံတရာရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ